300ကျော်တန်းအိတ်ကောင်းကောင်းလေးဒီလိုမျိုးရှယ်ဒီလိုအိတ်ကောင်းကောင်းလေးကို138ပတ်လို့ချင်လားရချင်တယ်ဆိုလို့ရှရင်လေယူသွားယူသွား300ကျော်နော်300ကျော်ကိုဒီမှာကြည့်အိတ်ကလည်းကြီးတယ်ဇစ်က5ဇစ်ပါတယ်ဒီမှာကြည့်ဒီမှာက2ဇစ်နော်အစုံထည့်လို့ရတယ်ဒီမှာ1ဇစ်ဒီမှာ2ဇစ်နော်2ဇစ်ဒီမှာ3ဇစ်4ဇစ်4ဇစ်ဒီမှာ1ဇစ်5ဇစ်ပါတယ်အဲ့အစုံထည့်လို့ရတဲ့အိတ်ကို138ပတ်နဲ့ယူသွားချင်းဝါလေးထဲမှာနှိပ်ယူသွားလုံးဝအာမခံအသားကောင်းနော်အသားကောင်းဖြစ်ပါတယ်ဒီမှာနော်အသားကောင်းဒီအိတ်ကိုဘယ်ကနေမာမလဲဆိုလို့ရှင်ဒီချင်းဝါလေးထဲမှာမာလိုက်ကြာချင်ကတော့9ရက်10ရက်လောက်တော့ကြာမယ်ပေါ့နော်9ရက်10ရက်လောက်ဆိုတော့ကိုယ်အိမ်ရောက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါကားပေါ့နော်တရုတ်ပြည်ကနေပြီးတော့မှဒီထိုင်းကိုရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချင်းဝါလေးထဲမှာမာသွား200ကျော်300ကျော်ရှိတဲ့ဒီအိတ်အကောင်စားနော်ရှယ်ကျိုးကလည်းကြည့်လိုက်ခိုင်ခန့်ဒီမှာချုပ်ရုပ်ချုပ်တာအကုန်ခိုင်ခန့်ဒီအိတ်ကလည်းဇစ်ကဒီမှာ5ဇစ်တောင်ပါတယ်နော်လုံးဝရှယ်ကောင်းအာမခံတယ်138ပတ်နဲ့ပို့ခအပြီးယူသွားလိုက်နော်အရင်တုန်းကမူလေးဝယ်တာ100နဲ့မှ29ပတ်နော်ဒါတော့မှ promotion ရှိထားတာအခုက130နဲ့8ပတ်နော်ပို့ခအပြီးယူသွားလိုက်ချက်ချင်းနော်အာမခံတယ်ကောင်းတယ်ဆိုတာကိုအာမခံတယ်အရန်ကောင်းအရန်တန်နော်ကျေးဇူးပါလို့ချင်းဝါလေးထဲမှာနှိပ်သွားပါအိမ်ရောက်ငွေချေရတယ်နော်